ဒီနေရာကကုံစုံဆိုင်လေးနဲ့တူပေမဲ့လာဝယ်တဲ့သူတွေကပုံမှန်မဟုတ်တယ်လို့ဆိုင်ရှင်မျိုးသမီးကလည်းတာမန်လူတယောက်လုံးဝမဟုတ်ပါဘူးတနေ့မှာတော့အလိုလျောက်တကားကရုတ်တရက်ပွင့်လာပေမဲ့ဘယ်သူမှဝင်မလာခဲ့ပါဘူးဆိုင်ရှင်မိန်းကလေးစက္ကန့်ပိုင်းလောက်ငေးမိသွားပြီးမှတစုံတယောက်အထဲမှာရှိနေမှသဘောပေါက်သွားတယ်သူမှစိုးရင်တကြီးဝေးကြည့်လိုက်တဲ့အချိန်မှာပဲစင်ပေါ်ကပစ္စည်းတွေဟာသူ့အလိုလိုပြုတ်ကျလာပါတော့တယ်မမြင်ရတဲ့ရန်သူအန်ရဲ့ကိုတတိပြုမိသွားတဲ့သူမဟာဓာတ်ကိုယူဖို့စူးစမ်းလိုက်ချိန်မှာပဲအစိတ်ဆူးတစ်ချောင်းပြစ်ခတ်လာပါတယ်အံ့အားသင့်စရာကောင်းတဲ့တုတ်ပြန်မှုနဲ့တူဓာတ်တစ်ချက်တည်းနဲ့အဲ့ဒီဆူးကိုလေထဲမှာပဲနှစ်ချမ်းကွဲသွားအောင်ခုတ်ပိုင်းလိုက်နိုင်ပေမဲ့အခက်အခဲတစ်ခုကတော့ကြန့်ရှိနေပါသေးတယ်ရန်သူဘယ်မှာမှန်းသူမမသိရသေးပါအတန်ကိုနားဆွင်ရင်ငြိမ်သက်စွာစောင့်ဆိုင်နေစင်မှာပဲရန်သူရုတ်တရက်ပေါ်လာပါတယ်ဓာတ်ချက်တစ်ချက်နဲ့တင်အရာအလုံးအဆုံးတက်သွားခဲ့ပြီးသူမလဲကျသွားပါတယ်နောက်ဆုံးအားအင်ကိုသုံးကဓာတ်နဲ့ပြန်လိပေမဲ့ရန်သူကတော့အသာလေးရှောင်တိန်သွားပါတော့တယ်တစ်ဖက်မှာလည်းသူ့သမီးလေးအန်ရဲ့ကြားရောက်နေပါတယ်ကြောက်စရာအကောင်းဆုံးလောက်ကျန်တက်ဖြတ်သူနဲ့ရင်ဆိုင်နေရပေမဲ့မိန်းကလေးကတော့ပြုံးပျော်နေသေးပါထိုလူကတော့တည်ငြိမ်စွာနဲ့ပဲပါဆယ်ထုတ်လေးတစ်ခုကိုသူမစီပစ်ပေးလိုက်ပါတယ်သူမကပစ္စည်းကိုအလိုလျောက်ဖမ်းမိလိုက်တဲ့အချိန်မှာပဲပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပွားသွားပါတယ်မိခိုးငွေတွေပြည့်သွားတဲ့အခါသူမဟာနေရံမှာတလက်နဲ့တွဲလောင်းခုန်နေပြီးဘာထိခိုက်ဒဏ်ရာမှမရရှိခဲ့ပါဘူးဒါကိုမြင်တော့လောက်ကျန်သူဟာမျက်မှောင်ကျုပ်လိုက်ပြီးလျှက်စစ်တုံးနဲ့အနီးကပ်ဝင်တိုက်ဖို့ပြင်လိုက်ပေမဲ့မယုံနိုင်စရာဖြစ်ပျက်တစ်ခုကတော့ပေါ်ပေါက်လာခဲ့ပါပြီမိန်းကလေးကလျှက်စီးချောင်းကိုလက်ပလာနဲ့ဖမ်းဆုပ်လိုက်တဲ့အခါတိုက်ခိုက်ရေးသမားတစ်ယောက်ဟာသူ့ရဲ့ပြစ်မှတ်ဟာတာမန်လူမဟုတ်မှန်းရိပ်မိသွားပါတယ်ချက်ချင်းပဲနေရံပေါ်ကိုခုန်တက်ပြီးလေထဲမှာလှည့်ပတ်ကအစိတ်ဆူးတွေကိုပြစ်ခတ်လိုက်ရတက်တက်မှန်သွားခဲ့ပါတယ်မိန်းကလေးရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပဲတောင့်တင်းသွားခဲ့ပြီးတိုက်ခိုက်သူကတော့တွန့်ဆုတ်မနေပဲဆက်လက်လှုပ်ဆောင်ပါတော့တယ်သူရှိကိုအရှိန်နဲ့တိုးဝင်ပြီးသူမခေါင်းကိုဆွဲကင်ကလေဘင်းကိုချိုးလိုက်တယ်မစ်ရှင်အောင်မြင်သွားပြီလို့သူထင်လိုက်မိတယ်